မြန်မာတပ်မတော်နဲ့ရောဆူရနဲ့ရောအခုရဲ့အဆူရရဲ့အခြေအနေမှာပေါ့ဆက်ဆံရေးရဘယ်လိုအခြေအနေရှိလဲအခုဒီအခြေအနေကကျွန်တော်တို့ CNF အနေနဲ့ဒီအစိုးရနဲ့ရောဒီတပ်မတော်ဘက်နဲ့ရောအဆင်ပြေပါတယ်လို့เนาะသူတို့လည်းကျွန်တော်တို့မကြာခဏတွေ့နေတာပဲကျွန်တော်သူတို့လည်းငင်းချမ်းရေးလိုချင်တယ်ကျွန်တော်တို့ငင်းချမ်းရေးလိုချင်တယ်အဲ့ငင်းချမ်းရေးကိုအခြေခံပြီးတော့ကျွန်တော်တို့အခုဒီလိုပဲပြောဆိုဆက်ဆံပြီးအလုပ်လုပ်နေရတာအခုထိတော့ဘာပြဿနာတော့မရှိသေးဘူး让你这一颗心里带面就别